အသက်တရားရှည်စေတဲ့တရုတ်လူမျိုးတွေရဲ့လျှို့ဝှက်ချက်ကဒါပါပဲအမေရိကန်တွေဒါကိုအယမ်းမုန်းကြပါတယ်တရုတ်နိုင်ငံမှာတော့ဒါကိုရောင်းချနေကြပါတယ်တရုတ်မှာတော့ဒါကိုပါစလိန်မြက်ထောင်ရွက်လို့ခေါ်ပြီးတော့အမေရိကန်တွေကတော့ဒါဟာအလုရှုပ်စေတဲ့ပေါင်းပင်တွေပါပဲစိုက်ခင်းတွေထဲမှာတွေ့ရပြီးရင်းနဲ့အာဟာရဓာတ်တွေကိုစုပ်ယူတဲ့ပေါင်းပင်လို့ယူဆကြပါတယ်လယ်သမားတွေဟာပေါင်းတက်စေဖြန့်ကနင်းတို့ကိုအလျင်အမြန်တက်ပစ်ကြပါတယ်ဒါပေမဲ့တရုတ်နိုင်ငံမှာတော့ဒါကအဖိုးတန်ရတနာပါပဲသူ့ရဲ့ပင်စီကကြောက်စိမ့်လိုပဲတောက်ပြောင်ကအရွက်တွေကထူပြီးအရေရွှမ်းကချုံးမွေနေပါတယ်အနှင်းငယ်စိမ့်ရွှင်ရွှင်အနှံ့ရပါတယ်ရေစင်အောင်ဆေးပြီးကြက်တုံဖြူမယုတ်သီးစီဖင်းဒီကအရေတို့နဲ့တုပ်စားလျင်တင့်ကိုတရေယိုစေမဲ့နွေရာသီရဲ့အတုပ်တစ်မျိုးပါပဲကျက်ဆက်ပြီးကိုက်လိုက်တိုင်းမှာတဘာဝရဲ့အရသာကိုခံစားရရှိစေမှာပါဒီမြက်ထောင်ရွက်ကိုသိပ္ပံနည်းနဲ့ကြည့်ပါကတဘာဝအိုမီဂါ3ဗီတာမင် E ကာရိုတီနောက်နဲ့အန်တီအောက်ဆီဒင့်ဓာတ်များပါဝင်ပါတယ်ရင်းတို့ဟာသွေးပေါင်ချိန်လျှော့ကျစေကရောင်ရမ်းခြင်းတွေကိုတက်တာစေပြီးဘက်တီးရီးယားပိုးတွေကိုတိုက်ထုတ်ပေးပါတယ်ဒါကစားစရာတစ်ခုဖြစ်တာမကတဘာဝရဲ့တိုင်းရင်းစေးတစ်လက်ပဲဖြစ်ပါတယ်ရှေးတရုတ်လူမျိုးတွေကတော့အသက်ရှည်စေတဲ့ဟင်းရွက်ပင်လို့ဆိုကြပါတယ်တချို့ရွာသားတွေကနေတိုင်းစားကြကအသက်ရာကျော်ရှည်ကြပါတယ်ယနေ့ထိတ်တန်းစားတောက်ဆိုင်တွေမှာမြက်ထောင်ရွက်ဟာလျှို့ဝှက်ပါဝင်ပစ္စည်းတစ်မျိုးအဖြစ်အတုပ်ဟင်းပွဲတွေမှာဈေးကြီးပေးကဝယ်စားကြရပါတယ်ဒီလိုလူတကာမုန်းကြတဲ့ပေါင်းပင်ဟာခုခါမှာတော့ကမ္ဘာအဖိုးတန်ဆုံးဟင်းရွက်ဖြစ်လို့နေပါပြီ